online GVB နဲ့ digital safety disabled adolescent တွေအတွက်အထူးသတိထားရမယ့်အချက်များမင်္ဂလာပါဒီနေ့ခေတ်မှာ Facebook TikTok Messenger Telegram စတဲ့ social media platform တွေဟာလူတိုင်းနဲ့ကျွမ်းတဝင်ရှိပြီးနေ့စဉ်အသုံးပြုနေကြပါတယ်ဒါပေမဲ့ online ပေါ်မှာလိမ်လည်မှုတွေကျောင်းမအခြေပြုကြမ်းဖက်မှုတွေလိမ်ပန်းဆိုင်ရာချင်းချောက်ကြက်ကင်မှုတွေကိုလည်းမကြာခဏကြုံတွေ့နေရပါတယ်တချို့လူတွေကမတန်ဆွမ်းသူတွေကိုအယုံလွယ်တယ်လို့ထင်တတ်ကြသလိုအကြအယုံမတန်ဆွမ်းသူများကိုလည်းပြစ်မှတ်ထားက Messenger မှာတဆင့်ဆက်သွယ်ပြီးယုံကြည်အောင်ပြောဆိုကလိမ်လည်ရန်စ조사တတ်ကြပါတယ် online GVB ဆိုတာဤပညာကိုလွဲသုံးစားလုပ်ပြီးကျောင်းမအခြေပြုဖိနှိပ်ခြင်းစော်ကားခြင်းဖြစ်ပါတယ်Digital Safety အားနည်းတဲ့အခါ Online GVB ကျူးလွန်သူတွေအတွက်အခွင့်အလမ်းပိုရသွားစေပါတယ်။ဒါကြောင့် Online ပေါ်မှာကိုမသိတဲ့သူတွေကကိုယ့်ရဲ့ကိုယ်တာအချက်လက်တွေမေးလာတဲ့အခါကိုယ့်ရဲ့ပုံတွေဗီဒီယိုတွေတောင်းလာတဲ့အခါလုံးဝမပေးသင့်ပါဘူး။အဲ့ဒီအချက်လက်တွေကိုအသုံးပြုပြီးချိန်ချောက်ခြင်းအကြက်ခံခြင်းတွေဖြစ်လာနိုင်ပါတယ်။အကောင့်ဟက်ခံရပြီးကိုယ့်ရဲ့ကိုယ်တာဓာတ်ပုံတွေအချက်လက်တွေပြန့်နှံ့စေခြင်းဟာ GVB ရဲ့ပုံစံတစ်မျိုးဖြစ်ပါတယ်။ထို့အပြင်ကေပေးဝစ်ပေးကုန်များတောင်းခြင်းမဲပေါက်တဲ့ဆိုပြီးငွေလက်ခံခြင်းတွေဟာ online လိမ်လည်မှုများဖြစ်တာကြောင့်လုံးဝမယုံကြပါနဲ့။နောက်တစ်ချက်အနေနဲ့ကိုမသိတဲ့သူတွေကအပြင်မှာတွေ့ဖို့ခေါ်လာရင်လည်းမသွားသင့်ပါဘူးကိုမသိတဲ့ link တွေကိုလည်းမနှိမ့်မိအောင်သတိထားပါကိုရဲ့ password ကိုလည်းဘယ်သူ့ကိုမှမပေးသင့်ပါဘူးအနည်းရရှိနိုင်တယ်လို့ခံစားရပါကယုံကြည်ရတဲ့သူတွေကိုပြောပြပြီးအကူအညီတောင်းဖို့အရေးကြီးပါတယ်ဘလို့အရာတွေကနှောက်ယှက်မှုဖြစ်တယ်ဘလို့ report ထုတ်ရမလဲဆိုတာသိခြင်းဟာ digital safety ရဲ့အစိတ်အပိုင်းဖြစ်ပြီး GVB ကိုတုံ့ပြန်ဖို့အားအင်ဖြစ်စေပါတယ်အကူအညီတောင်းခြင်းဟာအားနည်းခြင်းမဟုတ်ပါဘူးဒါဟာကိုယ့်ကိုယ်ကိုကောက်ွယ်ခြင်းဖြစ်ပါတယ်